အားလုံးပဲမင်္ဂလာပါ Daily Flower Customer အကုန်လုံးကိုရန်ကရွှေခတ်လေးတွေပေါ့နော်ရန်ရဲ့ customer တွေကတော်တော်များများရွှေခတ်လေးတွေကပါကြံသေးလဲဆိုတော့12မျိုးလောက်ရှိတဲ့အထဲမှာနည်းနည်းပါတော့ကြံပါအောင်မယ်နော်အဲ့ကြံတဲ့ဥစ္စာလေးတွေကိုရန်ကကျန်တယ်ဆိုတာလည်းမလှလို့ကြံတာမဟုတ်ပါဘူးအဲ့တော့ရနိုင်အောင်မဲ့ရွှေခတ်လေးတွေကိုရန်ကဒီဗီဒီယိုထဲမှာပြပေးသွားမယ်နော်အဲ့တော့ဒါလေးကရန်တို့ရဲ့ဖန်အိုးပေါ့နော်ဒါလေးကဖန်အိုးနော်ကျွေမဟုတ်ဘူးဖန်ကိုမရန်တို့ရွှေခတ်ပေါ့နော်ရွှေကန်နမာလေးရဲ့ရွှေအုံးလေးရဲ့ယူကလစ်ရွှေလေးရဲ့ပေါင်းထူထားတာပေါ့နော်ဒါလေးကကြည့်လို့ရတယ်နော်အဲ့တော့ပန်းတွေကကြတော့အခုကြံအောင်မဲ့ပန်းလေးတွေကရန်တို့ကအခုရွှေကန်နမာလေးရအောင်မယ်နော်ကန်နမာလေးကတိတ်လှဒီလားရန်ကကြာဒီမှာနော်ဒါလေးက3ပွင့်ပေါ့နော်3ပွင့်ပါတယ်သူကတဘာဝကြလေးနဲ့လှုပ်ထားပါပေါ့နော်တဘာဝကြတယ်3ခတ်နော်3ပွင့်ပါတယ်3ပွင့်ပါတာလေးကဥမာဒီလိုစုနေတယ်ဆိုလို့ရှိရင်ဟဲ့တော့ packaging ထဲကိုရောက်တဲ့ခါကျရင်ဒီလိုစုလေးဖြစ်နေလိမ့်မယ်နော်ဖြစ်နေတဲ့ခါကျရင်အဲ့တော့ wire လေးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးဟပေးလိုက်လို့ရတယ်ပေးလိုက်တယ်ဆိုကိုလိုချင်တဲ့ဘက်ပေါ့နော်ဥမာအရှိကိုသွားခြင်းလားအနောက်ကိုသွားခြင်းလားအစသဖြင့်ကိုပြန်ပြီးတော့ချိန်ပြီးတော့ကစားလို့ရတယ်နော်ပန်းတွေကအဲ့တော့ဥပမာဒါဆိုလို့ရှိရင်စုနေတယ်ပေါ့ကွယ်နော်ဒါလေးကိုရန်တို့က wire လေးနော် wire လေးအဲ့တော့အရှိကိုသွားမလားဘေးကိုသွားမလားအဲ့လိုလေးပေါ့နော်နည်းနည်းလေးအရှိကိုညှော့မလားဒီလိုစသဖြင့်ကိုကြိုက်တယ်လို့ပြန်ပြီးတော့ arrangement လုပ်လို့ရပါတယ်ပါနော်ခန္ဓာမလေးရမ်းလှရွှေခန္ဓာမလေးကြီးပွင့်ကတဘာဝရဲ့ nature ထဲမှာအပွင့်ကအကြီးရှိရယ်အသေးရှိရယ်ပြီးွားရင်ဒီလိုလေးပေါ့နော်အရွယ်ကလေးတွေပါတယ်ဆိုတော့ဒီ concept လေးအတိုင်းသူကနော်လုပ်ပြီးသွားလှနော်နောက်တစ်ခါပြအောင်နော်ဒါလေးကအားလုံး9ခတ်ပေါ့နော်9ခတ်ဆိုရင်ဒီလောက် size လေးဖြစ်ပါမယ်နော်9ခတ်ပေါ့နော်ဒါလေးက9ခတ်ဆိုရင်လိုဝေလေးလေးဖြစ်ပါမယ်ဒါ9ခတ်စာပေါ့နော်ရန်ကင်ထားကဲဟုတ်ပြီအဲ့ဒီ9ခတ်စာမှာရန်တော့ယူကလစ်ကလေးနော်ဥမာပြင်ယူကလစ်ဆိုလို့ရှိရင်လာလို့ရှိရင်ဒီလိုစုနေလိမ့်မယ်စုနေတဲ့အခါကျလို့ရှိရင်ရန်တော့တစ်ခတ်ချင်းစီကိုပြန်ကစားပြီးလို့ရတယ်တဘာဝရဲ့ nature ထဲမှာတနေရာထဲမှာဘယ်တော့မှမနေဘူးเนาะရွက်တွေကเนาะအဲ့တော့တနေရာထဲမှာမနေဘူးအဲ့ဒီအတိုင်းလေးကိုရန်တို့ကပြန်ပြီးတော့ကစားပြီးလို့ရတယ်เนาะဒါလေးကိုဒါလေး fill လေးထည့်လိုက်မယ်ဆိုရင်သူကပို့ပြီးတော့ကြွသွားမှာပေါ့เนาะ